ဒါက6လပိုင်းအတွက်ဘာကြီးလှုပ်တက်လဲဆိုတဲ့အကြံဉာဏ်ဖြစ်ပါတယ်ဆိုတော့6လပိုင်းမှာအေးအေးဝဝအိပ်ဖို့လိုပါမယ်အခုလက်ရှိမှာပေါ့နော်အေးအေးမဝတာတွေကိုတွေ့နေရပါတယ်6လပိုင်းမှာတော့အေးအေးဝဝအိပ်ပြီးတော့မှအနာကောင်းကောင်းယူဖို့လိုအပ်ပါတယ်သူအနာယူတဲ့အချိန်ဒီမှာစိတ်တည်မတည်ငြိမ်တာပြီးတော့ဖုန်းတွေပဲအမြဲတမ်းသုံးနေရတယ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့6လပိုင်းကနေစပြီးတော့မှကိုအေးဝါအောင်လို့ပြီးတော့ကိုတေချာအနာယူနိုင်အောင်လို့လုပ်ဖို့လိုအပ်ပါတယ်အဲ့လိုမျိုးလုံးမှပဲ6လပိုင်းမှာလုပ်သမျှကိစ္စတွေအကုန်လုံးအဆင်ပြေမှာဖြစ်ပြီးတော့မှခေါင်းကြီးနဲ့ကိုလှုပ်ရှားရှိတာကိုပို့ပြီးတော့မှစဉ်းစားနိုင်မှာကိုယ့်ရဲ့ဘဝတူတက်ဖို့အတွက်ခေါင်းကြီးနဲ့ပို့ပြီးစဉ်းစားနိုင်မှာဖြစ်ပါတယ်